မင်းနာတတ်အောင်ငါနောက်တဲ့စကလုံးကြီးရင်ဒီရှာစရာမလိုတော့ငါနောက်ကိုဆက်လိုက်မလားမင်းကဘာတွေလဲဟာဘာမှဖြစ်ပါဘူးဟာဘာမှသာမဖြစ်တယ်တယောက်ကစိတ်ကတော့တယောက်ကလိုက်ချုံနေတယ်ပေါ့ပေါ့ဟုတ်လားဟုတ်တယ်သိပါဘူးဟာဒါမဲ့ငါသူ့ကိုစိတ်ဝင်စားတယ်ဟာလောကမှာမိမမုံတဲ့ယောက်ျားတွေအများကြီးရှိမယ်ဒါမဲ့သူ့လောက်တော့ပြင်းထန်မှာမဟုတ်ဘူးဟာသူကရစ်ဆက်တာတော့ပိုသေးတယ်ပြီးတော့လေသူကပြောရဲဆိုရရှိတယ်ဟာငါတော့သူ့ကိုခင်မင်းရအောင်ကြိုးစားမှာပဲဒါမဲ့အမလေးဒါပေမဲ့နေများနေပြီနော်ဟဲ့နေစမ်းမအောင် तू ကဘာတူနာမည်ဘယ်လိုခေါ်လဲဘာလုပ်လဲ तू ဘာလုပ်တယ်ဆိုတော့ငါမသိသူနာမည်စစ်တန်းနဲ့ငါတို့ချနာကရဲ့ချမနေတာဩဒီလိုလားမိမဒါကြောင့်ခိုးကြောင်ခိုးဝဲနဲ့သူများချန်ရှိမှာဘာလာလို့ခုနကကိုပဲလောက်တာမဟုတ်ပါဘူးဖះကိုစုလာဖိတ်တာအော်ဖိတ်ဆောင်မှာတော့ဗာနဲ့မမရေးမထားအောင်နော်အမမီကလည်းမှားလိုက်တယ်ဟိုတမျိုးထင်ပါနဲ့တဲ့တမျိုးလည်းမထင်ဘူးနှစ်မျိုးလည်းမထင်ဘူးလာဖိတ်เสียရလည်းမလို့ဘယ်သူမှလည်းလာမှာမဟုတ်အဲ့တော့မင်းပြန်တော့လူမူကြီးကလည်းခေါင်းမလိုက်တာလူအတိုင်းဝန်းထဲမှာနေပြီးတော့လူမူကြီးလည်းနားမလဲမင်းပါဇက်ပိတ်ထားတာငါဝေဖန်เสียမလို့သွားတော့ပြီးရောဟာဘာလို့လဲလာပြန်ပြီနော်ဟာပြဿနာတက်ဦးမယ်ဟာနေနေဖះကိုစုလာဖိတ်တာဟိုလူကြီးကိုလေ तू ကမလာဘူးတဲ့အေး तू ကတော့လာမှာမဟုတ်ဘူးသိပါတယ်ဒါပေမဲ့ तू မလာမဲ့ကိုလာပေါ့ကိုရဲ့ငါလည်းလာလို့မရဘူးငါ့ကိုလည်း तू လွတ်မှာမဟုတ်ဘူးဟိုငါတို့ညီကိုနှစ်ယောက်မှာငါအကြီးဆိုပဲငါသူ့ကိုလည်းတော့ကြောက်ရတယ်ဟာဟမ်ညီကိုဟုတ်တယ်လေအာရီးပြန်ပြီဒုက္ခပဲဝဲပြန်ပြီလားရိုင်းအကျယ်ကြီးပဲကြီးတယ်ဟိုမှာကြားသွားအောင်မယ်အကိုတော့ညီကိုလေမယုံဖေမြင်လို့ချင်းရန်သဘောကျမှာပဲသိလားဟင်မြတ်စွာဘုရားကြာတံမိုးကျိုနေ့ဖေဟိုယောက်ျားချင်းသဘောကျတယ်မန်းတို့မန်းများလားဟာအကိုကလည်းဘာလို့ရှောက်မလဲမဟုတ်ပါဘူးဖေအမြဲတောက်တဲ့အရက်ပလင်းတစ်စိတ်ကိုသတိရလို့ဘလက်ကောင်ကဝီစကီလေတကောင်ကအမဲတကောင်ကအဖြူအကိုတို့ညီကိုနှစ်ယောက်လဲအဲ့လိုပဲသိလားတယောက်နဲ့တယောက်ရုပ်ကလုံးဝကိုမတူဘူးညီကိုသားပြောတယ်ရုံးရတာခက်အကိုချီးစားပြီးကြိမ်ပြောရင်တောင်းပါလေအကိုချီးကြိုက်လို့စားတာပဲဖြစ်မှာဖီဟိုငါဘာလို့ချီးစားမှာဟိုငါတို့ကညီကိုဆိုမဲ့အရင်မဟုတ်ဘူးလေတဝမ်းခွဲဟိုသူ့အဖေနဲ့ငါအဖေနဲ့ကညီကိုအေးငါအဖေကအဲ့ဒီချစ်တီးသမင်းဆိုင်ပိုင်ရှင်ငါအမေနဲ့ညားပြီးတော့ငါအမေဘက်ပါပြီးတော့အသားမဲသွားတာငါနာမည်ကစာမီတဲ့မြန်မာလိုကတော့ချိုတူးပေါ့ဟုတ်ကဲ့သိပါပြီကိုချိုစာမီရဲ့ဟင်ဘာချိုစာမိလဲကဲရောဖိတ်စာညကြလို့ရှင်လေသူလာမလာအကိုရောက်လာခဲ့နော်အကိုတို့လူငယ်တွေအတွက်တဝိုင်းသက်စီစဉ်ထားတယ်ဒါတွေပါတယ်ဟာโอเคဗျာဒါပါလို့ကတော့လေတန်ကွန်ကြာ9ထန်းနဲ့အုပ်ထားအောင်ငါဖောက်ပြီးထွက်ခဲ့မယ်โอเคပေါ့စားမယ်တတာဟဲ့ကောင်မလေးအင်းရှိရပြန်လေရပါတယ်နောက်ပြဒီတော့ကြော်ခွမနေတော့ကြပြဲကုန်မယ်ဘာလဲအကိုဘောင်းမီပြဲမယ်လေနေခေါ်ကြော်ခွနေရတာရပါတယ်ပြန်ချုပ်လို့ရတာပဲဥစားဒီလိုဘောင်းမီမျိုးစားသဘောပဲကြိုက်တဲ့နေရာပြန်တော့ဒီဟာဒါပါလေတဲ့ဟေးမလဲတော့ဘူးပြန်ပြီးပြီရှုပ်တော့မှာပါစစ်တာအိတ်သေးဘူးလားရေစားလို့ဗျာရေထားတော့နေသမောခမရပဲပြန်ဟောဟ
ငါလည်းကွာအိမ်မပြောတာနဲ့ခြံထဲမှာဆင်းပြီးတော့လမ်းလျှောက်တာ အပူတွေပြောမနေနဲ့ခင်ဗျဖျားကူးစုကပြန်လာငါလူမျိုးရေးကိစ္စမလို့မသိကြအောင်စောင့်နေတာနော်မသိဘူးလို့တော့မထင်နဲ့ အေးပါကွာဟေ့အောင်စစ်တမ်းကောင်မလေးကမင်းထင်တယ်လို့မဟုတ်ပါဘူးကွာမိကောင်းဖခင်သားသမီးလေးပါသူခင်ဗျာမင်းကိုခင်ချင်းမင်းချင်းရှာလို့တစ်ဖက်သက်စူးစမ်းနေတာပါပေါ့ပြပြမိန်းကလေးမဟုတ်ဘူးနော် ထူးပါဗျာအားလုံးဒီပုတ်ထဲကဒီပဲတွေပါပဲ အေးဟုတ်တယ်ဒီပုတ်ထဲမှာဒီပဲရှိရင်ဟိုပုတ်ထဲမှာလည်းဟိုပဲရှိရမှာပေါ့ မကုချူလူကျွန်တော်ခမည်းနဲ့စကားကြီးလူနေမှာမဟုတ်ဘူးနော်ခမည်းကနောက်ဆုံးသတိပေးထားမယ်အဲ့ကောင်မလေးနဲ့မပတ်တန်နဲ့ သူနဲ့တွေ့မှာပဲတောက်ထားတာတွေပါတခါလည်းပျောက်တယ်တောက်ပျောက်ခြင်းဖြစ်ကုန်ပြီ ဒါကိုရှိကပြက်နေတယ်ဖြစ်တယ် ဟုတ်တယ်ဗျအဲ့ဒါတားတို့ချန်ချင်းကဲကကားလေး ဟာကိုကြီးပြရမယ်လို့တမီးလေးဆမ်း ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုဘာအကူညီပေးရမယ်ခင်ဗျဟိုကျွန်တော်မင်းခတ်သွင်းမှာခင်ဗျားတဲ့ချမ်းချင်းကဲနေရလေဘာအကူညီပေးရ ရတယ်မလို့ကျွန်တော်ပြင်တတ်တယ် ဒါဆိုလည်းပြီးရောဗျာတောက်ဘာပြောလိုက်လဲ ဟာရင်ကျင်းမှုအသိနားလဲတဲ့ပုံမရပါဘူးဖေဖေဟာဘာတွေပူရင်ပြင်းနေလဲမသိဘူးနော်ဖေဖေသွားမေးခိုင်းတော့ကျွန်တော်သွားမေးရကျွန်တော်တော့ဘောတဲ့ဆိုဝေးတော်ဝေးသေး မင်းကတိတ်ကလေးဆန်နေကုန်ပဲကွာဟမ်ဖေမင်းကိုအမြဲတမ်းပြောဘူးတယ်ကိုယ်မဲပြတဲ့သူကိုပြန်ပြုံးပြလိုက်ပါမကြခင်သူပြုံးတတ်လာလိမ့်မယ်လို့မင်းငါပြောဘူးတယ်မဟုတ်လားကဲမော ဟဲ့စစ်တမ်းလက်ဖက်ရည်တောက်သားပါအောင်လား 好了嘛哩。Hello Hello 要把啥呀？ ဟဲ့မင်းကအဲ့မဆိုတဲ့အကြောင်းလာမပြောနဲ့ကွာနော်ငါအဲ့မဆိုတဲ့အတန်ကြာရင်ငါအရန်မုန်းတယ်ဒါပဲဟဲ့ မောင်ရေအော်ဘာဖြစ်လို့မောင်းနေတာလဲဟင် နင်ငါနောက်ကိုဘာလိုက်လုပ်နေလဲဟင် နင်ငါနောက်ကိုဘာလဲလုံလာဟင် အောင်မငါနင့်ကိုမေးနေတာ အောင်မငါနင့်မင်းနေတာ ဒီယူနေတော့ဒုက္ခပဲ ဒီလိုဒုက္ခပဲ လိုက်မလာနဲ့နော် အဲ့လာနဲ့နော် ဘာဖြစ်နေရလဲ ဘာဖြစ်နေတာလဲ ဒုက္ခပါပဲကွာ ဟာပဲကွာ ဒီမှာ ဒီမှာ လိုက်မလာနဲ့တော့လို့ပြောနေနော် လိုက်မလာနဲ့တော့ပြောနေနော်ဟာမလုပ်နဲ့လေမဖေဖေတော့စောင့်နေမှာပဲမောင်ရေမောင်